အိမ်ကိုပဲလွမ်းလို့လားအရင်သူများစိတ်မအောင်မေ့ရင်ရပြနေဆိုရင်ဖြင့်ကိုမတားရပါတဲ့ဒါပေမဲ့မင်းမသွားခင်တောင်မောသားရဲ့အချစ်ဆုံးလက်ဆောင်မပန်းတော့ယူမယ်ဆိုရင်ကိုကူပေးခြင်းနဲ့တောင်မောမြေမှာတော်ဝင်မတော်ပါမရှိပေမဲ့ယူစင်စင်နာယောဂစိတ်ရင်ရှိကြတယ်ချယ်ရီတွေရဲ့အဝတ်မပြတ်ပါဘူးခွဲ့ချင်ရဲ့နော်လိမ့်မှာပါတယ်ဗမာမလေးစိတ်မညိုနဲ့ရွှေညာမြေကပတော့ဝါကိုတရိရတဲ့အခါချယ်ရီကိုသာပန်းကကျင်းတတ်ခွဲ